ကဲအားလုံးမင်္ဂလာပါအခုကကျွန်တော်ဒီမှာ wallpaper app လေးတစ်ခုရေးမယ်ဒီ wallpaper app ကဘယ်လိုမျိုးဒီကောင်ကိုဖန်တီးမလဲဆိုရင် Google AI Studio သုံးမယ်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကပြထားသလို Google Sheet ကိုသုံးမယ်ပြီးသွားရင်တော့ကျွန်တော်တို့ application မှာအဲ့ Google Sheet ကနေရလာတဲ့ဒီ JSON data တွေပေါ့နော် JSON data တွေကိုကျွန်တော်ဒီမှာ wallpaper အနေနဲ့ပြန်ပြီးပြဖို့အတွက်တိစောက်မှာဖြစ်ပါတယ်အဲ့တော့ flow ကတော့အရင်ဆုံးဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် image တွေပေါ့နော်ကိုယ်ပိုင် image တွေကိုဒီမှာလာပြီး upload လုပ်မယ်ပြီးတော့ရလာတဲ့အဲ့ upload လုပ်ထားတဲ့ကောင်တွေတွေကရတစ်ခုချင်းစီရဲ့ကျွန်တော်တို့ URL တွေအကုန်လုံးကို Google Sheet ထဲမှာသိမ်းမယ်ပြီးတော့အဲ့ဒီ Google Sheet ကိုကျွန်တော်တို့ကJSON API နဲ့ရတော့ app script တစ်ခုရေးမယ်ရေးပြီးရတယ်အဲ့ဒီကောင်ကနေပြန်ပြီးတော့ run လိုက်တာနဲ့ဒီမှာဓာတ်ပုံတွေပြပေးမယ်ဒီ wallpaper တွေရအောင်ဆိုပြီးတော့ကျွန်တော်ရေးမယ်အမျိုးအစားဖြစ်ပါတယ်เนาะအခုတော့လုပ်မဲ့ flow ကဒီ flow လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော် download တွေလုပ်ဒီမှာကျွန်တော် upload တွေတင်ထားပြီးတော့ဒီမှာ link လေးတွေအကုန်လုံး ready လုပ်ထားပြီပေါ့နော် link လေးတွေ ready လုပ်ထားတယ်နာမည်လေးတွေလည်း auto ပေးထားတယ် nature ပေါ့နော်အဲ့တော့ဓာတ်ပုံလေးတစ်ခုချင်းစီတိုင်းမှာသူ့ရဲ့ပုံလေးတွေရှိတယ်ဒီပုံလေးတွေကကျွန်တော်ဘယ်ရရလဲဆိုရင်တော့ကိုကကျွန်တော်တို့ဒီAI နဲ့ generate လုပ်ထားတဲ့ပုံတွေပေါ့နော် AI နဲ့ generate လုပ်ထားတဲ့ပုံတွေဖြစ်ပါတယ်ဒီပုံတွေကလေ AI generated တွေဖြစ်ပါတယ်အဲ့တော့ဒီဟာတွေအကုန်လုံးကို link လေးလုပ်ထားတယ် ID ပေးထားတယ် title ပေးထားတယ် category ပေးထားတယ် image UI ပေးထားတယ် okay အဲ့ဒါလေးရသွားပြီကျွန်တော်ကဒီမှာ wallpaper တွေကိုဘယ် site မှာတင်လဲဆိုရင်ဒီ image kit ဆိုတဲ့ site မှာတင်တယ်wallpaper တွေအကုန်လုံးကျွန်တော်ဒီမှာတင်လိုက်ရင်ဒီဘေးနားမှာရှိတဲ့ link လေးတွေကို copy ယူလိုက်တာလည်းရပြီအဲ့တော့ဒီမှာကို generate လုပ်ထားတဲ့ file တွေပေါ့နော် generate လုပ်ထားတဲ့ image တွေအကုန်လုံးဒီမှာလာပြီး upload လုပ်လိုက်ရလာတဲ့ upload လုပ်ပြီးရတဲ့ဒီမှာရလာတဲ့ URL လေးကိုဒီမှာပြန်ပြီးပြောင်းထည့်လိုက်ရကျွန်တော်လောလောဆယ်တော့10ပုံပဲအရင်ဆုံးလုပ်ထားတယ်။ Okay ဒါဆိုရင်ကျွန်တော်သွားမယ် flow လေးကဒီလောက်ဆိုရပြီဆိုရင်နောက်တစ်ခုဆက်သွားမယ်။ဘာလဲဆိုရင် UI ကိုကျွန်တော်တို့အရင်ဆုံးUI ကိုကျွန်တော်တို့ရေးပေးတဲ့ UI မျိုးမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ UI မျိုးတစ်ခုလောက်ပေါ့နော်။ဒါမှမဟုတ်ရင်ပို့ UI တီးတန့်ဆွဲပေးတဲ့ app လေးတစ်ခုလောက်လည်းsite လေးတစ်ခုလည်းကျွန်တော် မိတ်ဆက်ပေးမယ်။အဲ့ဒီကောင်ကဘာလဲဆိုရင်တော့ Google ကထုတ်တဲ့ Google Stitch ပေါ့နော်။ဒီကောင်ကိုသုံးမယ်။ဒီ website ကိုသုံးမယ်ဒီ website ကကျွန်တော် application တွေပါဒီခါလေးဆွဲတဲ့အချိန်ညရင် website design တွေပါဆွဲတဲ့အချိန်ညရင်ဒီ page လုပ်တဲ့ဒီ UI ပေါ့နော် UI page လုပ်တဲ့ website လေးကိုသုံးတယ်အဲ့တော့ဒီ website လေးကိုသွားမယ်အဲ့ဒီမှာကျွန်တော်ဒီမှာရေးကြည့်အောင် okay ဒီမှာအခု account တွေပါchange လိုက်လေရပါတော့ကစ်ထားပါလားကျွန်တော်ဒီမှာအရင်ဆုံးဘယ်လိုမျိုး app လေးလုပ်ချင်လဲဆိုကျွန်တော်ကAndroid app လုပ်ချင်တဲ့အတွက်ကြောင့်မလို့ app ကိုတွေးထားတယ်တကယ်လို့ကျွန်တော်တို့ website တွေပါလုပ်မယ်ဆိုတော့ white ကိုရွေးလိုက်ပေါ့အဲ့တော့ဒီမှာဘာလဲဆိုတော့ wallpaper application ဒီလိုမျိုးလေးရေးနေပြီဒီလိုမျိုးပြောမယ်ဆိုရင်ကျွန်တော်လိုချင်တဲ့ပုံစံရချင်မှရမယ်ဒါပေမဲ့ပေါ့နော်အခုဒီကောင်ကဘယ်လောက်ထိစွမ်းဆောင်ကောင်းလဲဆိုရင်ကျွန်တော်လိုချင်တဲ့အပိုင်းလေးတော့ပဲရေးလို့ရတယ် wallpaper application ပြီးတော့ကျွန်တော်ပါဆိုရင်cat ပေါ့ cat တွေသုံးမယ်ပြီးတော့ဒီ dark and lighting ပေါ့အဲဒါနဲ့ dark theme နဲ့တခုလုပ်လိုက်ပါ dark theme သွားမယ်ပြီးတော့ color code လေးထည့်မယ် color code ကတော့သူပေးတဲ့ color code ကိုကြိုက်ရင်လုပ်မရရင်ကိုကြိုက်တဲ့ color code ကို change လို့ရတယ်ပြီးတော့ကျွန်တော်ဒီမှာ morphic သုံးမယ်ဒါလေးသုံးမယ် application သုံးမယ် wallpaper application သုံးမယ်ပြီးတော့ရင် download ရမယ် download and preview ပေါ့နော် download and okay ကျွန်တော်ရေးခိုင်းလိုက်ပြီဆိုရင်သူဒီမှာစပြီးတော့ရေးပြီအဲ့တော့အရင်ကြီးဗျဒီထက်မှာ prompt တွေအများကြီးထည့်ကြမလို့တကယ်လို့ prompt ကောင်းလေးထည့်ကျင်နေဆိုလဲလွယ်တယ်ဒီမှာကျွန်တော်တို့ထည့်လိုက်တဲ့ဟာသူက prompt လေးတစ်ခုပြောင်းပေးသွားတယ်ဒီမှာဒီမှာဆိုရင်ဒီမှာကျွန်တော်တို့ရေးထည့်လိုက်တဲ့အတူလေးကိုပေါ့နော်သူကဒီမှာ prompt တစ်ခုပြောင်းပေးတယ်ပြီးပြီဆိုတာနဲ့ဒါသူသုံးမဲ့ color code တွေရဲ့ pattern လေးတွေကိုပြပေးတယ်ပြောချင်တာဗျာကျွန်တော်ဒီ website ကိုမိတ်ဆက်ပေးချင်တာလည်းဖြစ်တယ်ဒီ website ကိုသုံးစီချင်တာပေါ့နော် UI ဘိုင်းကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက် UI ဘိုင်းလေးကိုလှပပလေးတွေဖန်တီးချင်တဲ့လူတွေအတွက်ဒီ website ကအသုံးဝင်တယ်ပေါ့ okay ဒီမှာ generate တော့လုပ်နေပြီသူက၄ခု generate လုပ်မယ်အဲ့တော့ generate ၄ခုလုပ်မယ်ဒီ၄ခုလုပ်ပြီးတဲ့အထက်မှာကိုကြိုက်တဲ့ဒီစာမျက်နှာပေါ့နော်ကိုကြိုက်တဲ့UI ကို slap လုပ်ပြီးတော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင် page လုပ်လို့ရတယ်ကျွန်တော်တို့ကဒီဘက်မှာ application လုပ်ချင်တာเนาะ
wallpaper ကိုနှိပ်လိုက်ထားတဲ့ဒီလိုပြရမယ်ဒီမှာဒီပုံစံမျိုးလေးလှနော်ပုံစံလေးဒီလိုပုံစံမျိုးလေးကျွန်တော်လိုချင်တာ okay အဲ့တော့ဒီမှာကျွန်တော်လိုချင်တဲ့wallpaper ပုံစံဒီပုံစံလေးဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ထားဒီလိုပေါ်လာမယ်ဒီမှာ set wallpaper လုပ်မှာ download လုပ်မှာ share လုပ်မှာဆို3စလုံးပေါ်လာပြီ okay ဟုတ်တယ်အဲ့တော့ဒီကောင်းလေးကျွန်တော်ဒီရှေ့ဟာတွေအကုန်လုံးကဒါတော့ဒီတိုင်းပြတဲ့ဟာတွေဆိုဒီကောင်းလေးကျွန်တော်တို့မလိုချင်တော့ဒီကောင်းလေး delete လုပ်လိုက်ရတယ်ကျွန်တော်လိုချင်တာဒီနှစ် file ပဲကျွန်တော်တို့လိုချင်တာဒီကောင်းလေးပဲကျွန်တော်လိုချင်တာ okay ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကိုကျွန်တော်တို့လိုချင်တာရပြီရတော့ဒီနှစ်ခုကိုကျွန်တော်တို့ select ပေးမယ်ဒီကောင်းလေးနှစ်ခုကျွန်တော်တို့ select ပေးမယ်ဆိုဒီမှာဟိုအများလေးနှိပ်ပြီးတော့ဒီလိုလေးအကုန်လုံးဆွဲချလိုက်ဒါဆိုဒီနှစ်ခုရသွားပြီရသွားပြီဆိုရင်ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုရင် export လုပ်မယ် export ကနေဘယ်သွားမလဲဆိုဒီမှာ AI Studio လေးကိုတန်းသွားတယ်နော် AI Studio လေးကိုတန်းသွားတယ် select ပေးပြီးတော့ကျွန်တော်ဒီမှာ Bay with AI Studio လေးကိုနှိပ်ပေးလိုက်ရင်ကျွန်တော်ဒီ AI Studio မှာသူ့အတူ auto လာပြီးတော့ဒီမှာရေးသွားလိမ့်မယ်လိုအပ်တဲ့ application တွေအကုန်လုံးဒီမှာခုနဒီဘက်က project ကဒီ file လေးတွေကိုဒီမှာလာပြီးတော့ထည့်သွားပြီလိုအပ်တဲ့ဒီ image code တွေလည်းလာထည့်သွားပြီဒီမှာ image 1 2ပြီးတော့ဒီမှာသုံးရမယ် markdown တွေပါချပေးသွားပြီအဲ့ဒါဆိုကျွန်တော်ကဒီမှာသူတို့နည်းနည်းတော့Toki လေးဖုတ်လိုက်မယ်ပေါ့နော် Toki လေးဖုတ်လိုက်မယ်အဲ့ဒါဘာလဲဆိုရင်အောက်ကနေကျွန်တော်တို့နည်းနည်း Toki လေးဖုတ်လိုက်မယ် okay ကျွန်တော်က Android application တစ်ခုရေးချင်ပါတယ်ကျွန်တော်အခု upload တင်ထားတဲ့ file နေနဲ့ UI ဘိုင်းကိုသုံးပါမယ်ပြီးတော့ရင်ကျွန်တော်မှာ Google Sheet နဲ့ချိန်ပြီးတော့ Google Sheet အတွက်Google Sheet မှာကျွန်တော်ကဘာတွေထည့်ထားလဲဆိုတော့ ID ရယ် title ရယ် category ရယ် image URL ဆိုပြီးတော့ကျွန်တော်ထည့်ထားတယ်အဲ့တော့အဲ့ဒီ Google Sheet ကနေချိန်ပြီးတော့သုံးလို့ရမယ် application တစ်ခုကိုကျွန်တော်ကိုဖန်တီးပေးပါ okay ဒါဆိုရင်တော့ကိုသုံးချင်တဲ့အပိုင်းကိုပြောလိုက်ပြီ ID title category image URL သုံးလိုက်ပြီ okay ဒီဟာတွေပေါ့နော်ဒီဟာတွေသုံးလိုက်ပြီဆိုတဲ့အတွက်ကြောင့်မလို့ဒါလေးသုံးမယ်ဆိုကျွန်တော်ဒီမှာပြောလိုက်ပြီကျွန်တော်ပြောလိုက်တဲ့ဟာအကုန်လုံးသူဒီမှာလောက်ထားပြီ okay ဒါဆိုရင်ကျွန်တော်ဒါကိုဘာလုပ်မလဲဆိုရင် babe လောက်တော့မယ် babe လောက်တော့မယ်နော် babe လောက်တော့မယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့ run ပြီ okay run ပြီဗျာကျွန်တော်ဒါလိုချင်တဲ့ပုံစံအနေထားရယ်တွားမဲ့ flow တွေရယ် work flow ပေါ့နော် work flow တွေကျွန်တော်ပြောပြလိုက်ပြီဒါဆိုရင်သူဒီမှာ application စပြီးတော့ဖန်တီးနေပြီထုံးစံတိုင်းပဲ application ဖန်တီးအောင်နည်းနည်းကြာမယ်ပြီးဒီမှာသူ UI တော့ UI preview လေးလာပြလိမ့်မယ်အဲ့ဒါကျွန်တော်ဒီမှာရှိတဲ့ UI ပုံစံမျိုးပဲလိုချင်တာဆိုတော့အဲ့ဒါမျိုးရရင်တော့ယူမယ်အဲ့လိုမျိုးများဆိုတော့ skip လုပ်ပြီးတော့ဒီ UI နဲ့ပတ်သက်တဲ့အနည်းဆုံးတူတဲ့ဟာကိုသူဖန်တီးပေးလိမ့်မယ်အဲ့တော့ခုတော့လုတ်သွားတဲ့ workflow လေးကလွယ်တယ်เนาะကျွန်တော်ပုံတွေ upload လုပ်တယ်ရလာတဲ့ upload လုပ်ပြီးသားဟာတွေဒီကတော့ဒါကြီးဆိုကျွန်တော်သိမကြိုက်ဘူးဒါလည်းမကြိုက်ဘူး okay UI ဘိုင်းကိုကျွန်တော်တို့ upload လုပ်ထားတဲ့ဟာနဲ့ပဲသုံးမယ် okay အဲ့တော့ဒါလေးပြီးတော့ကျွန်တော်ခဏဆောင်အောင်เนาะ okay ဒီမှာပြီးသွားပြီလာတယ်ဗျာเนาะဒီမှာပုံစံလေးရတော့မစိုးဘူးမိုက်တယ်ဒီလို slide ကလေးနဲ့okay ဒါဆိုရင်ဒီမှာတော့ application တိစောက်ပြီးသွားပြီဒါကျွန်တော်တို့ခုနဒီ Google Stage ကနေဒီမှာဆွဲထားတဲ့ application ပုံစံမျိုးเนาะဒီမှာတစ်ခါလေးထွက်လာတယ်အဲ့တော့ဒီနေ့အဲ့ဒါလေးကိုပြချင်တာအဲ့ဒါလေးကိုပြချင်တာဆိုတော့အခုရပြီဆိုတော့သူဒီမှာပြောထားတယ် Google Sheet နဲ့သူချိတ်တော့မယ်ဆိုရင်အရင်ဆုံးကျွန်တော် Google Sheet မှာ ID title category image URL ထည့်မယ်ပြီးသွားရင်နဲ့ share as viewer အနေနဲ့ပေါ့เนาะအချိန်မှာအပေါ်မှာရှိတယ်ဆိုတော့ anyone ဆိုတော့ကြိုက်တဲ့လူဒါကို view လို့ရတဲ့အနေနဲ့ကြည့်မယ်ပေါ့เนาะပြီးတော့ကျွန်တော်အဲ့မှာရှိတဲ့ ID ကို edit လုပ်ပြီးတော့ ဒီထဲမှာလာပြီးတော့ထည့်မယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီထဲမှာနေထည့်လို့ရတယ်ဒီ setting ထဲမှာနေထည့်လို့ရတယ်လို့သူကပြောတာကျွန်တော်တို့ဒီမှာ connect Google Sheet ဆိုတာကိုတစ်ချက်နှိပ်ပြီးတော့ ID လေးထည့်မယ်ပေါ့เนาะအဲ့တော့ဒီမှာ Google Sheet ကဒါလေးကို share ရအောင်ကျွန်တော်တို့ကမလုပ်လဲဆိုရင်ဒီမှာ anyone လုပ်လိုက်မယ်ပြီးတော့ copy လုပ်လိုက်မယ်copy လုပ်လိုက်မယ်ဒါပြီးလိုက်ဆိုကျွန်တော်ဒီမှာဒီလိုလေးပေးလိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ ID ကိုဒီထဲမှာထည့်ပြီးတော့ size လောက်ကြမလို့ပဲねသူ့ထဲမှာလည်းတစ်ခါတည်းပြီးလုပ်လို့ရအောင်ကျွန်တော်ပေးလိုက်ပြီအဲ့တော့သူဒီဟာကိုကြည့်ပြီးတော့ application ကိုထပ်ပြီးတော့ babe လုပ်နေပြီအဲ့တော့ဒါလေးပြီးတော့ကျွန်တော်ခဏထပ်ဆောင်အောင်ကဲပြီးပြီသူကတော့ကျွန်တော်တို့ဒီ babe လောက်သွားသလိုမျိုး app script တွေလောက်ချင်မလို့တော့ပဲねဒီမှာね
ဒီ Google Sheet link လေးပေးလိုက်တာနဲ့တခါတည်းလောက်သွားပြီ okay ဒီမှာကျွန်တော်ရဲ့ဒီမှာရှိတဲ့ Google Sheet link ဒီ10ပုံရှိရတဲ့အတွက်ဒီမှာ10ခုရမယ်ပေါ့အဲ့တော့ကျွန်တော်ပုံလေးတွေလည်းကြိုက်တဲ့အဆင်ပြေတယ်ဒါလေးတွေလည်းအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီ install လုပ်ဖုန်းမှာပေါ့နော်ဖုန်းမှာ install လုပ်အဲ့တော့ဖုန်းကို USB debugging on ထားမယ် on ပြီးတော့ဖုန်းကိုချိန်မယ်ဖုန်း lock screen လေးဖွင့်ထား USB debugging on ထားပြီးဆိုရင် install ကိုနှိပ်မယ်ဟုတ်ပြီပေါ်လာတဲ့အချိန်မှာ install USB လုပ်မယ်ကျွန်တော်တို့ဖုန်းမှာဒီမှာ authorize တောင်းရင်ကျွန်တော်တို့အမှန်လေးချစ်ပေးလိုက်နော်အဲဆိုဒီမှာတင်ဖို့သူလုပ်နေပြီโอเคဖုန်းမှာ install လုပ်မယ် install လုပ်ပေးလိုက်ပါအဲဆိုကျွန်တော်တို့ဖုန်းမှာတင်တာပြီးသွားပြီapplication တွေတော့လှတယ်အဆင်ပြေတယ်နှိပ်လိုက်တာနဲ့အကြီးလေးပြပေးတယ်โอเคအဲ့တော့ဒါလေးကိုကျွန်တော်ဖုန်းလေးနဲ့ချိန်ထားတာလေးပြမယ်နော်အဲ့တော့ကျွန်တော်ဖုန်းနဲ့ချိန်ထားတာလေးကိုပြမယ်အဲ့တော့ကျွန်တော်ဖုန်းမှာပေါ်နေတဲ့ဟာလေးကျွန်တော်ဖုန်းမှာပေါ်နေတဲ့ဟာလေးအဲ့တော့ဒီမှာကျွန်တော်ဒီကောင်ကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော်ပေါ်လာပြီကျွန်တော်ထည့်ထားဒါဆိုရင်ဒါတော့သူကဒီမှာ CO ကိုနှိပ်လိုက်ပြီဆိုရင်ဒီ CO ကိုနှိပ်လိုက်ပြီဆိုတော့ကျွန်တော်ပုံတွေအကုန်လုံးပြပြီးတော့နားတော့ပုံတွေအကုန်လုံးဒီမှာကျွန်တော်10ပုံထည့်ထားရဆိုရင်ဒီ10ပုံစလုံးရဲ့ဒီမှာ view လေးတွေပြပေးထားအဲ့တဲမှာကိုကြိုက်တဲ့ဒီကောင်လေးပေါ့နော်ဥပမာကျွန်တော်ဒီ pan လေးကိုကြိုက်တယ်ဆို pan လေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ဆိုဒီမှာ set wallpaper တဲ့ wallpaper လုပ်မလား download လုပ်မလားလို့မေးကျွန်တော်ဥပမာဆို wallpaper လုပ်လိုက်မယ်ဆိုရင်လည်းဟို download လုပ်မယ်ဆိုရင်ဒါ download လုပ်မယ်မှာ download လုပ်ပြီဒါဆိုရင်သူနောက်မှာ download လုပ်နေပြီဒါမှမဟုတ် set wallpaper နှိပ်မယ်ဆိုရင် wallpaper လုပ်မယ်ပေါ့နော်ဒီလိုမျိုးလေးလည်းမိုက်တယ်မစိုးအဲ့တော့ set wallpaper လုပ်လို့ရလားမရလားဆိုတော့ download လုပ်ပြီးတဲ့ပုံမှာမူတည်တယ်ပြီးရင်ကျွန်တော်သူ့ကိုဒီမှာ favorite ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ favorite list မှာဒီကောင်လေးရှိနေ okay အဲ့တော့ဒီကောင်ကလောလောဆယ်တော့မငြိမ်သေးဘူးဘာဖြစ်နေလဲဆိုတော့secondary အဲ့တော့ဒီ error လေးတွေပြန်ရှင်းမယ်ပေါ့နော်အဲ့ဒါတွေ error လေးရှင်းပါဆိုရင်ဒီလောလောဆယ်မငြိမ်သေးတယ်ဒါပြီးတော့ Google အပေါ်က Google ရှိတယ်ဟိုဒါsex လောက်ထားတာပေါ့နော်ဒီမှာ list ပေးပြီးသားအဲ့ပုံလေးလက်လှတယ်ချစ်စရာလေးပြီးတော့ဒီမှာဒါလေးကထပ်ပြီးပြင်လို့ရတယ်နော်ဒါလေးထပ်ပြီးပြင်လို့ရတယ်ဒီမှာ wallpaper ဒီကနေရှာလို့လည်းရတယ်နေချာပေါ့ကျွန်တော်နေချာတစ်ခုပဲထည့်သေးတာဟုတ်အဲ့တော့ဒီမှာကျွန်တော်ထည့်ထားတဲ့ဥစ္စာတွေဒီမှာ favorite လေးပေါ်နေပေါ့နော် favorite လေးပေါ်နေအဲ့တော့ဒါထပ်ပြင်ရမှာပေါ့ favorite list မှာ error တက်နေတယ်ဆိုတဲ့အကြောင်းတွေပါရင်တော့ကျွန်တော်ဒီမှာပြင်ရမှာပေါ့နော် okay အဲ့တော့ application တစ်ခုကလိုမျိုးလေးရေးရတာအဆင်ပြေတယ်ကောင်းတယ်ဆိုရင်ရေးကြည့်ပါဒီမှာတော့ error လေးရှိတယ်ဒီ error လေးရှိတယ်ဒီ error လေးရှိတယ်အဲ့တော့ဒီ error လေးတွေဘယ်လိုဖြေရှင်းလို့ရလဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီကောင်းကိုဒီလိုနှိပ်လိုက်တယ်နှိပ်ပြီးဒီမှာဒီလိုပေးလိုက်တယ်ပေးလိုက်ဒီမှာ set wallpaper မရဘူးဆိုရင် set wallpaper မရတဲ့အကြောင်းရယ်ပြီးရင် download လုပ်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုး error တက်နေတယ်ဆိုတဲ့အကြောင်းကိုသိအောင်ဒီမှာဒါလိုမျိုးလေးဖြစ်နေအဲဆိုရင်တော့ collection list မှာ error တက်တယ်ဒီမှာ error တက်နေတယ်ပြီးသွားရင်ဘာလို့ရလဲဆိုရင် no setမျိုးရှိတဲ့အကြောင်းကျွန်တော်သူ့ကိုပြောလိုက်မယ်ဒီလိုလေးဖြစ်နေတယ်မှာဒါလေးကိုတစ်ချက်ပြင်ခိုင်းကြည့်လိုက်မယ်နော်လက်စားနဲ့ကဲသူပြင်လို့တော့ပြီးသွားပြီကျွန်တော်ပြင်နေရပါပြီခဏတော့ရက်ထားတာနော်ဒါကြောင့်မို့လို့အဲ့တော့သူဒီမှာပြင်သွားပြီလိုအပ်တဲ့နေမှာအဲ့တော့ manifest ထဲမှာလည်းဝင်ပြင်လိုက်တယ်ပေါ့နော်ပြီးတော့ permission ပေါ့နော် internet permission လည်းဒီမှာပေးဖို့တွေလိုသေးတယ်ပေါ့နော်အဲ့ဒါကြောင့်သူအကုန်လုံးဒီမှာ set wallpaper တွေ internet connection တွေဒီမှာပေးဖို့အတွက်သူလုပ်ပြီးသွားပြီတဲ့ပြင်လိုက်ပြီအဲ့တော့ကျွန်တော်ဒီမှာ favorite list လေးတစ်ခုလောက်လုပ်ကြည့်အောင်ဥပမာသူတစ်ခုပေါ့ဒီကောင်ကိုကျွန်တော် favorite တွေထည့်ကြည့်လိုက်မယ် collection list ပေါ့နော်ဒီမှာအသေးပုံလေးပေးလိုက်မယ်ဒါဆိုရင်ငြိမ်သွားပြီနော်ပြန်ထည့်လိုက်မယ်ဒါဆိုရင်ဒီမှာအသေးပုံလေးတစ်ချက်နှိပ်လိုက်တာနဲ့ဒါကျွန်တော် collection နဲ့ရောက်သွားပြီ okay အထိတ်ကိုပြန်ထွက်လိုက်မယ်ထပ်ပြီးတော့ကျွန်တော်မလုပ်ချင်လဲဆိုတော့ဒီကောင်ကို wallpaper sub လုပ်ကြည့်လိုက်မယ် sub wallpaper တစ်ချက်နှိပ်ကြအောင် apply လုပ်နေပြီဒါလေးသူပြီးသွားပြီဒါ sub wallpaper လုပ်လိုက်တာဖြစ်မယ်နော်အဲ့တော့
ဒါဆို wallpaper လည်းတင်လာပြီအဲ့ဒါလုပ်ပြီးတာကျွန်တော်တို့ဖုန်းမှာထပ်ပြီးတော့ပြန်ပြီးတော့အခုနောက်ဆုံး file နဲ့ရလာတဲ့ application တွေကိုပြန်ပြီးထပ်ပြီးတော့ install ကြရအောင်အဲ့တော့ install ထပ်ပြီးတော့ install လုပ်မယ်ဒါဆိုရင်တော့ဒါ file နဲ့ base ပြီးပေါ့ okay connection lose ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဒီကောင်ကိုပြန်ချိန်လိုက်မယ်နော် okay ခုနကတော့ကျွန်တော် run ထားတာရှိတယ်ထင်တယ် retry လုပ်ကြည့်ရမယ် ADB ကြောင့်ဖြစ်မယ်တယ်နော်ခဏလေးကျွန်တော်ဒါလေးရှင်းလိုက်မယ်ဒါဒီကောင်ကိုကျွန်တော်တို့က ADB ကြည့်လိုက်ကြည့်ပြီးတော့ retry တစ်ချက်နှိပ်ကြည့် okay ရပြီနော် ADB ပါရဘာလို့ကျွန်တော်ခုနကတော့ screen shoot ပြထားတဲ့ screen cast လုပ်ထားတဲ့ ADB နဲ့အကြောင်းမလို့ဟော okay ဒါဆိုကျွန်တော်ရှိမှာပွင့်လာပြီဟုတ်ပြီအဲ့ဒါကျွန်တော်ဖုန်းမှာပေါ်နေတာလေးကိုပြအောင်မယ်နော်ဒါဆိုကျွန်တော်ဖုန်းမှာပွင့်နေတဲ့ဟာလေးပြင်ပေါ်ဆွဲတင်လိုက်ရင်ဒါကျွန်တော် wallpaper တွေအကုန်လုံးဒီထဲမှာကျွန်တော်10ပုံဆိုလဲ10ပုံပဲရှိသေးတာပေါ့နော်အများကြီးရှိရထည့်ထားတာအဲ့တော့ကျွန်တော်ဒါလေးကိုကြိုက်တယ်အသေးပုံလေးပေးထားတယ် download လုပ်မယ်အဲ့မှာ download ပြောပြီးသွားရင် share မယ် share ဖို့အတွက်လည်းဒီမှာကုန်ပေါ်လာပြီ set wallpaper လုပ်မယ်apply လုပ်နေပြီwallpaper apply ဖြစ်သွားပြီကဲဒါဆိုရင်ကျွန်တော်တော်တော်ကြီးကိုအဆင်ပြေနေတဲ့ application တခုရလာပြီเนาะအဲ့တော့အဲ့လို application မျိုးဆို UI လေးလက်လှတယ်ကျွန်တော်တို့လိုအပ်တဲ့ application တွေလည်းဒီမှာရေးလို့ရတယ်အဲ့တော့အခုပြထားတဲ့ပုံစံကြည့်ပြီးတော့ဗျာကိုယ့်ရဲ့ site မှာရောင်းနေတဲ့ဖုန်းတွေရဲ့ list တွေပြချင်တာတို့ဘာလို့ဆိုလဲရပါပြီလေအဲ့ဒီအခုပြထားတဲ့ပေါ်တွေမှာမူတည်ပြီးတော့ကိုယ်စိတ်ကူးဉဏ်ရှိတယ်လို့ application လေးတွေအများကြီးရေးနိုင်ပါစေလို့เนาะကျွန်တော်ဒီကနေဆန္ဒပြုပါတယ်ဒီပညာတစ်ခုထောက်ကူလေးတစ်ခုရသွားရင်လည်းကျေနပ်ပါပြီเนาะ